တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွယ်ပါတယ်၅ပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတောင်မြည်သွားလိုက်အောင်ပဲနော်၅ပါးသီလသာလုံအောင်ထိအပေတကား၅ပါးသီလလုံနေဆိုရင်အပေမကြဘူးအပေမကြနိုင်ဘူးအဲ့ဒါကြောင့်၅ပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံမှအပေဆိုတာကြမြတ်စွာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးခေါ်တာရှိတယ်အနန္တရိယပိဿနန္တရိယကမ္မ၅ပါးကျူးလွန်ရင်တော့သိကြပေါက်ပဲနော်အမေတတ်တယ်အဖေတတ်တယ်ယဟနာကိုတတ်တယ်မြတ်စွာဘုရားသွေးစိမ့်တီအောင်ပြမှားတယ်သံဃာသင်္ခွဲတယ်ဆိုရင်တော့ဒါသိကြပေါက်ပဲကြံတဲ့ဟာတွေကတော့သိကြပေါက်လို့ပြောဘူးနော်သိကြပေါက်မပြောမေဘီနဲ့ပဲတော့ possible ဘာလို့လဲဆိုလူမှာ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခုကျူးလွန်တိုင်းဒီပြစ်မှုကျူးလွန်ရင်1300နှစ်ဆိုပါတော့ကြာလားလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်တိုင်းကြာလားပတ်စံရှိတဲ့လူကြမကြာဘူးဘာလို့ဆိုသူပိုက်ဆံကသူက condition ခေါ်တာပဲနော်လူကြီးနဲ့သိရင်လည်းမကြာဘူးတရားလူကြီးနဲ့သိရင်လည်းမကြာဘူးဘာမှမကြာတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာနေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေနေကောင်းတွေလှုပ်ထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝအိုးစားကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်နဲ့အပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုပ်ရင်တော့လေလွတ်ချင်မှလုပ်မှာပေါ့ဥပမာပဲအပဒံထဲမှာပါတဲ့ပန်းလေးတစ်ပွင့်လှူတာနဲ့60ကဘာအပေမလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားတယ်အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဖို့မှာဒါအပေတကားပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါတိတေတသုတ်ဆိုတာဟောထားရှိတယ်ဒီဥပါဒံရှိနေပြီမဲ့လို့အပေမကြနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးဟောတော်တာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့အောင်မိတ်လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့